ကျွန်တော်ဂျပန်လူမျိုးတွေရဲ့အစားအစာဂျပန်လူမျိုးတွေရဲ့ဒလိထုံးစံကိုလေ့လာနေခဲ့တာလအနေငယ်လောက်ရှိပါပြီကျွန်တော်တွေ့ရှိရတဲ့ဂျပန်လူမျိုးအစားအစာတွေကကျွန်တော်မြန်မာပါဇက်နဲ့မြန်မာဂရင်းနဲ့တော်တော်လေးကိုထပ်တူကြတော့တွေ့ရပါတယ်ဒီထဲမှာယူရှင်းပြီးတော့လွယ်ကူတဲ့ Japanese rice ball ဂျပန်ထမင်းလုံးကျွန်တော်လုပ်ပြချင်ပါတယ်သူတို့အခေါ်ဖို့ဆိုလို့ရှိရင်တော့ onigiri လို့သူတို့ခေါ်ပါတယ်ကျွန်တော်အဓိကလိုအပ်တာကတော့ထမင်းပူပူလေးရဲ့ရှာလကိုင်အနေငယ်တကြားစာပြီးတော့နာမည်ရှိရင်ပိုကောင်းပါတယ်ကျွန်တော်ကတော့ Japanese seasoning powder နဲ့သုံးပါတယ်ပြီးတော့ seaweed sheet ပေါ့နော်ကျွန်တော်တို့ရေကြီးလိုပါတယ်အဓိကတော့ထမင်းပူလေးကိုသေချာသမားအောင်အရသာရည်နဲ့နေပြီးတဲ့အခါမှာဒီရေကြီးချကလေးနဲ့လုံလိုက်တဲ့သဘောပါပဲသူတို့လုပ်ပုံလုံးလေးပုံစံတွေအများကြီးရှိရတချို့ကကျတော့အစာသွတ်ထားတာရှိတယ်ကျွန်တော်ကတော့ vegan မို့လို့အထက်မှာဘာအစာမှမသွတ်ဖက်နဲ့ဒီတိုင်းလေးစားတာဖြစ်ပါတယ် thank you ပါခင်ဗျာ